နိတွလိုက်လျောရမယ်အချက်ကအခုသူအားပေးနေတဲ့မန်ယူအသင်းကိုစွတ်လွတ်လိုက်ပြီကျုပ်အားပေးနေတဲ့ Chelsea အသင်းကိုပြောင်းပြီးအားပေးလိုက်ယူ啥子？是拍表你啦嘞？啊，我现在没有拉到哪里，不如别个包容点吧啦都，是可怜个啦呢。哦မအေးတော့ဒီတစ်ခါတော့ငါမင်းကိုအမိတ်ပေးမယ်အစကလေးပိတ်ထားကဲပြောတဘောတူလားလိုက်လျောလား ဟဲ့ချက်ဒီတော့နင်းလည်းကွာဘာတွေကြီးစဲလာနေတာလေငယ်ကိုလားဆောင်လို့ရဲ့သမီးလေးကိုချစ်ခင်စုံမဲ့လို့လာတောင်းနေနော်ဟိုကလည်းသဘောတူတယ်ဒီဘောလုံးအသင်းလေးတောင်းရွှေ့လို့တာများဘာခက်လို့ပြောင်းပေးလိုက်တယ် ဟိုကဒါလေးတောင်းဆိုတော့မင်းလိုက်ရောလိုက်လေကွာဘာလေးခက်ခဲနေရလေကျွန်တော်နိုင်ကိုလုံးဝမစုံလို့နိုင်ဘူးဗျာ ဆင်းပြေတော့ဟောမဆုံးလို့နိုင်ဘူးလားမင်း ကိုနေတော့ရှင်မမေကဘုံတော့တပည့်ပြောနေရလားရှင်ပြောလှလောက်ရောက်တော့ဘာပဲလောက်လောက်ဆို ဟုတ်တယ်လေဒါမဲ့ဟိုချက်စီပရိသတ်လောက်ရမယ်ဆိုတော့မပါဘူးလေလက်လိုက်ရဲ့ ကဲလူကြီးများလည်းကြားတယ်နော်ကျွန်တော်ဘက်ကအတက်နိုင်ဆုံးလိုက်လျောပေးတယ်ဗျာဒါပေမဲ့သူ့ဘက်ကမလိုက်လျောဘူးအဲ့တော့ကျွန်တော်ကလည်းသဘောမတူနိုင်ဘူးဒါပဲ လူပဲဖြစ်ဖြစ်ခုတော့အားလုံးရှင်းသွားပြီလေ။မောင်ကြီးတို့ကကျမသမီးလေးကိုဘာမဟုတ်တဲ့ဘောလုံးအသင်းလေးနဲ့အောင်မလဲနိုင်ဘူးတန်ဖိုးမထားနိုင်ဘူးဆိုတော့သမီးအားသမီးကလည်းဒီနေ့အဆိုင်မောင်ကြီးတို့ကိုခေါင်းရမ်းမရှိဘူးနော် ကိုနေတော့ကျမသိလိုက်ပါပြီရှင်ကဖေဖေကိုကြည့်တယ်လို့ကျမကတမေချင်အောင်ဆောင်ခဲ့တာမလား ဒါနဲ့တင်ပါဘော အခုဖေဖေကသဘောတူရဲဆိုတော့ရှင်ကိုလီကူမလောက်နေတယ်လေ ဟုတ်မဟုတ်ပါဘူးလက်လိုက်ရဲ့ကိုလေးလက်လောက်တကယ်မြန်လို့တာပါဟိုကိုက တော်ပါကိုနေတော့ဘာမဟုတ်တဲ့ကိစ္စလေးကိုတော့တင်းခံကျမကအဆုံးရှုံးခံနိုင်တယ်ဆိုတော့ရတယ်လေကျမကလည်းရှင်လူလူမျိုးယွန်စရာအကောင်းဆုံးလူတွေတတ်မှန်လိုက်ရှင်းထွက်သွားအခုကျမရထွက်သွား အဲ့လိုမပြောပါနဲ့လက်လိုက်ရဲ့ကိုလက်လောက်တကယ်ချစ်တာပါတကယ်မြန်မြန်လို့နဲ့ချစ်တာပါကဲဗျာကျွန်တော်အရှုံးပေးရဗျာ ဟမ်အဲ့လိုမလုပ်နဲ့လေပွင့်ပွင့်လင်းလင်းမြင်သာအောင်လုပ်မင်း Chelsea fan လုပ်မှလားမလုပ်ဘူးလားရှစ်ရှစ်ပြော အရှုံးပေးရဆိုအဲ့ဒီဘောပဲလေဦးလေးက မရဘူးလေပြက်ပြက်သားသားတိတိကျကျမှန်မှန်ကန်ကန်မြန်မြန်ဆန်ဆန်ပြော Chelsea ပြိတ္တလုံးမလားမလုပ်ဘူးလားဒါပဲ အေးဒါလေးပြောဖို့များဝင်လေးနေတယ်ပြောလိုက်နေမြန် လုံးမယ် ဘာလို့ Chelsea တော့ထည့်ပြောလို့ပေါ့ Chelsea fan လုံးမယ်ဗျာ လုံးမယ် မင်းစားရအဲ့ဒါပြောလိုက်ရင်ရှင်းနေတယ်ကွာပြေးနေတဲ့ကိစ္စရှင်းနေလည်းရှိတယ်ဗျာ ဟုတ်ပါတယ်ဟုတ်ပါတယ် အားတော့ရှင်းပါပဲကျွန်တော်ဂရိပေး ဒါဘောဟုတ်တော့ အဲ့တော့ကလေးတွေအတွက်မင်္ဂလာနေ့ကျွန်တော်တတ်မှတ်ပြီမယ် ကောင်းပါတယ်ဟာ နေတို့နဲ့ကျွန်တော်သမီးလေးတို့မင်္ဂလာဆောင်လက်ထပ်ရမယ်နေ့ကတော့အခြားနေ့မဟုတ်ဘူးဗျာကျွန်တော်တို့နှစ်ယောက်ရဲ့ Chelsea အသင်းအိမ်ကွင်းမှာ Chelsea နဲ့ Man U ဒုတိယအကျော်ကံမဲ့နေ့